ကြီးပိုင်းစိတ်ဖြူမြို့နယ်ကျွန်တော်မွေးရမည်မြောက်တော်ကြည်ရွာမရောက်တာကြာခဲ့ပြီမို့အဝေးကကျွန်တော်လွမ်းနေအပေါင်းကိုတငယ်ချင်းများနဲ့ကြောင်းတော်ကြီးရဲ့ကိုမွေးစားတိမမီနိုင်ချိန်တိုင်းကိုမကွေးတိုင်းဒေသကြီးပိုင်းစိတ်ဖြူမြို့နယ်ကျွန်တော်မွေးရမည်မြောက်တော်ကြည်ရွာမရောက်တာကြာခဲ့ပြီမို့အဝေးကကျွန်တော်လွမ်းနေအပေါင်းကိုတငယ်ချင်းများနဲ့ကြောင်းတော်ကြီးရဲ့ကိုမွေးစားတိမမီနိုင်ချိန်တိုင်းကိုဝေးရမြေမှာကွယ်ပြောရမနေတို့ရနေရဘဝရဲ့တိုက်ပွဲဆွေးနေရှင်တွေအောင်မွေးရရစိတ်တိုင်းကြိုးစားကယုံကညီမန်းချက်တွေကြည်ရန်မျောလင့်ချက်တွေမနေမြန်မျောလင့်ချက်တွေမနေမြန်ညီမန်းချက်တွေကြည်ရန်ကြိုးစားနေရဝိရမီမမန်ကိုစားတိမြောက်တော်ရွာတို့တဲခြင်းဒီတေးလာကြီးပိုင်းစိတ်ဖြူမြို့နယ်ကျွန်တော်မွေးရမည်မြောက်တော်ကြည်ရွာမရောက်တာကြာခဲ့ပြီမို့အဝေးကကျွန်တော်လွမ်းနေအပေါင်းကိုတငယ်ချင်းများနဲ့ကြောင်းတော်ကြီးရဲ့ကိုမွေးစားတိမမီနိုင်ချိန်တိုင်းကိုဝေးရမြေမှာကွယ်တို့ရမနီတို့ရနေရဘဝရဲ့တိုက်ပွဲဆွေးနေရှင်တွေအောင်ပွဲရရစိတ်တိုင်းကြိုးစားကယုံကညီမန်းချက်တွေကြည်ရန်မျောလင့်ချက်တွေမနေမြန်မျောလင့်ချက်တွေမနေမြန်ညီမန်းချက်တွေကြည်ရန်ကြိုးစားနေရဝိရမီမမန်ကိုစားတိမြောက်တော်ရွာတို့တဲခြင်းဒီတေးလာ